ဒီကလူတွေဟာတနစ်ကိုဒေါ်လာ1000ဝန်းကိုရရှိကြပါတယ်ဒါပေမဲ့ပတ်ဝန်းကျင်မှာတော့ကျဲပြောလာတဲ့ပင်လယ်ပင်ကြီးကလွယ်လို့ဘာမှမရှိပါဘူးသူတို့ရဲ့နေစဉ်ဖော်တွေကတော့ထောင်နဲ့ချီလဲငါးတွေနဲ့ပြင်းရည်နေကြတဲ့လှုပ်ဖော်ကိုက်ဘတ်တွေပါပဲသူတို့ဟာပင်လယ်ထဲကိုအစာတွေပြစ်ချပြီးငါးတွေအုပ်လိုက်လာစားကြတော့ကြည်အားရပါရရေမောပျော်ရွှင်မှုတွေဖြစ်နေကြပါတယ်ဒါပေမဲ့အဲ့ဒီနောက်ွယ်မှာတော့လုံးဝအထီးကျန်နေရချင်းပါပဲတချို့ဆိုရင်အထီးကျန်မှုကိုအပြည့်ဖြောက်ဖို့ရေနံတူးစင်ပေါ်ကိုခွေးတွေပါခေါ်လာကြပါတယ်ဒါပေမဲ့3လမပြည့်ခင်မှာပဲအဲ့ဒီတနာစရာတိရစ္ဆာန်လေးတွေဟာလည်းဝဲနေမှုတွေကိုခံစားလာရပါတယ်အဆိုးဆုံးကတော့ညအချိန်တွေပါပဲရေနံတူးစင်ရဲ့မိအောင်တွေကလွယ်လို့ဂျန်တာအားလုံးဟာအမောင်တို့ထဲမှာနစ်မြုပ်နေသည့်အဆုံးမဲ့ပင်လယ်ပင်ကြီးကအထီးကျန်မှုကိုပိုးလို့တောင်စိုးစီပါတယ်တကယ်တော့ရေနံတူးစင်ဘကဘောဟာတော်တော်လေးတက်တောင့်တက်တာရှိပါတယ်ဒီနေ့ကိုအစား6နတ်အားကစားကမ်းမနဲ့စာကြီးတိုင်းနဲ့ဖရော့ဘေးရဲ့ခန်းတွေလည်းရှိပါတယ်ဒါပေမဲ့သူတို့ကို80သို့ခွန်အားဖစ်စေးလက်တစ်ခုတည်းသောအရာကတော့လစဉ်လာတိုင်းသူတို့ရဲ့ဘဏ်အကောင့်တဲ့ကိုဒေါ်လာ1000နဲ့ချီပြီးပုံမှန်ဝင်လာနေတာပါပဲဒီဗီဒီယိုကြည့်နေတဲ့တင်ကောဒလက်ငွေမကြီးရနေတာကိုဘာလို့အထီးကျန်မှုကိုမခံနိုင်ရမှလဲလို့တွေးကောင်းတွေးနိုင်ပါတယ်လူပတ်ဝန်းကျင်မရှိတဲ့နေရာနဲ့လူပတ်ဝန်းကျင်ရှိတဲ့နေရာဟာအထီးကျန်မှုကကွာပြားနိုင်ပါတယ်